မင်္ဂလာပါဒီနေ့ကျွန်တော်အယိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးသောចောင်းသားဂေလီကိုညှက်ပြမှာဖြစ်ပါတယ်။ရင်ဦးဆုံးရေပန်းပေးခွဲထားပြီးတော့ကလပါပိတ်မှာ3မီလီမီတာကိတ်ပြားလေးတက်ပြီးတော့ဘေးပြပြလေးထိုးမှာဖြစ်ပါတယ်။ညမှာဘီးနဲ့ထိုးလို့ရသလိုအလွတ်လည်းထိုးလို့ရပါတယ်။ဒါကတော့မိမိစိတ်ကြိုက်အနာစကျင်ပိုင်းကိုကြိုက်သလိုထိုးနိုင်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ကိတ်ပြားလေးတက်ပြီးထိုးတာပို့ပြီးမြန်ဆန်တဲ့အတွက်ကိတ်ပြားလေးနဲ့ပဲထိုးပြတာဖြစ်ပါတယ်။နောက်ဘက်ကတော့အတိုကေဖြစ်တဲ့အတွက်နောက်စေ့အပေါ်နားထိရောက်အောင်ကျွန်တော်တင်ပြီးထိုးတာဖြစ်ပါတယ်။ဒီလိုထိုးတဲ့နေရာမှာတခါတည်းပဲအလဲအမိန်လေးကိုတခါတည်းရှိန်ပြီးထိုးသွားခြင်းအဖြစ်စပင်ညက်တာကိုပို့ပြီးမြန်ဆန်စေပါတယ်ခင်ဗျာဒီနေရာမှာ1999ခုနှစ်လောက်ကကျွန်တော်ဆရာရဲ့စကားလေးတစ်ခုကိုကျွန်တော်ပြန်ပြီးတော့ညက်တာလက်ဆောင်ဝင်ပြချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့တနေရာမပြီးပဲတနေရာကိုရှောက်သွားပြီးညက်တဲ့အခါကျွန်တော်ဆရာကမင်းနွားနဲ့တူတယ်တဲ့ဘလို့နွားလဲဆိုရင်တဲ့ကောက်ရုပ်ပုံကိုစားနေတဲ့နွားတဲ့သေသက်သက်မရှိဘူးပေါ့နော်အောက်မှာပြုံးစားပြေလောင်းနေကြသူများမြင်လဲမတင့်တယ်ဘူးတဲ့အဲ့တော့အဲ့လိုနွားမဖြစ်ရှင်တဲ့စပင်ညက်တာကိုသေသက်သက်လေးညက်တဲ့တနေရာပြီးမှတနေရာကိုသွားပါတဲ့အဲ့ဒီစကားကိုကျွန်တော်ပြောထားတာဖြစ်တဲ့အတွက်ကျွန်တော်ကယနေ့ချိန်ထိစပင်ညက်တိုင်းဆရာစကားကိုနားယောင်ပြီးတော့တနေရာကိုတခါတည်းပြီးပြအောင်ညှက်ရှင်အဖြစ်ကျွန်တော်စပင်ညက်တဲ့နေရာတိုင်းမှာနာမည်ကောင်းရခဲ့ပါတယ်နောက်ပြီးတော့သူများတွေအမြင်မှာလဲစပင်ညက်တာအမြင်တင့်တယ်တဲ့ပုံစံမျိုးအမြဲတမ်းရရှိခဲ့ပါတယ်ဒါဆရာရဲ့ကျေးဇူးပါဒါလေးပြီးသွားရင်တော့အပေါ်ပိုင်း over section ပိုင်းနဲ့အောက်ပိုင်း under section ပိုင်းကိုဘီးလေးမြောက်ပြီးတော့ကျွန်တော်အခုလိုမျိုးလေးဖြည့်တာဖြစ်ပါတယ်ဒီနေရာမှာတချို့စပယ်ညက်ဆရာတော်တော်များများကတော့ဒီအပိုင်းတွေကိုကွာကကြီးနဲ့လိုက်ပြီးတော့ပါတာမျိုးနဲ့လည်းဖြည့်တတ်ကြပါတယ်ကျွန်တော်ကတော့ကွာကကြီးနဲ့ပါမယ်စားဘီးကကြီးတောင်းမို့လဲဘီးမော်တာလေးနဲ့ဖြည့်တာကိုပို့ပြီးတော့နှိမ့်ချိုက်သဘောကျပါတယ်ခင်ဗျာယခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ရောစံသာဝါဒနာရှင်ဒါမှမဟုတ်လဲစံသာပညာရှင်တွေဆိုရင်ဘယ်လိုမျိုးဖြည့်ကြသလဲကျွန်တော်ရဲ့ကွန်မန့်အောက်မှာဖြည့်ပေးခဲ့ကြပါခင်ဗျာစံသာဝါဒနာပါတယ်မကြက်တက်သေးသောသူများလည်းကျွန်တော်ရဲ့သင်တန်းကိုလာပြီး join နိုင်ပါတယ်ခင်ဗျာကျွန်တော်သင်တန်းမှာယောက်ျားလေးစပင်ညက်မိန်းကလေးစပင်ညက်အကောက်ဖြောက်စီဆူမျိုးစုံသင်ကြားပေးပါတယ်ခင်ဗျာလောက်သက်28နှစ်ကျော်ရှိတဲ့သင်တန်းဆရာကိုယ်တိုင်ဦးစီးပြီးသင်ကြားပေးတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာနဲ့သင်တန်းကိုလာရောက် join နိုင်ပါတယ်ခင်ဗျာတကယ်လို့သင်တန်းကိုစိတ်ဝင်စားလို့လာရောက် join ချင်တယ်ဆိုရင်တော့သင်တန်းရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3996609030သို့ဆက်သွယ်ပြီးအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ဥပဒေချင်းအနာသိချင်းကိုဘီလီနဲ့လိုက်ဖြည့်ပြီးသွားတဲ့ခါကျလို့ရှိရင်ကီကလဘာကိုအောက်ဆုံးထိချလိုက်ပြီးတော့အောက်ရှည်ကဓာတ်ရိပ်မဲ့နေရာလေးကိုလိုက်ပြီးရှော့တက်ပြီးမှဖြစ်ပါတယ်။ကီကလဘာကိုမောင်းကလုတ်လေးအောက်ဆုံးထိချလိုက်တဲ့ခါကျရင်2မီလီမီတာစိုက်လေးဖြစ်သွားပါတယ်။ဒါကြောင့်မို့ဓာတ်ရိပ်တဲ့ကအထစ်ကြီးမဖြစ်တော့ပါဘူးခင်ဗျာ။ဒါလေးပြီးလို့ရှိရင်ကျွန်တော်တို့ပေါ်ပိုင်း over section ပိုင်းလေးကိုညှက်ဖို့အတွက်ဘေးခွဲအထောင်ပုံစံမျိုးလေးကျွန်တော်ဖိထားပါတယ်ပြီးလို့ရှိရင်ဘေးခွဲစီးလေးနဲ့ guideline တိုင်းပြီးတော့အလဲစပင်လေးတွေကိုအနှဲငယ်ပြီးမြောက်ပြီးဖြတ်ပါမယ်ဒါကစံသားဖြတ်နည်းဖြစ်ပါတယ်စံသားညှက်နည်းပါရိုးရစံသားညှက်နည်းပါဒီညှက်နည်းလေးကိုသိထားတဲ့အခါကျလို့ရှိရင်လက်ဆွဲဒီဂရီတွေမလိုတော့သလိုကက်ကြီးလည်းမလိုတော့ပါဘူးခင်ဗျာကွာကက်ကြီးလည်းသုံးစရာမလိုပါဘူးခင်ဗျာဒီညှက်လေးတွေကလက်လည်းမပေးသလိုတက်လေးနဲ့ညှက်လို့ရပါတယ်ပြီးတော့တခါတည်းပဲဘီးကက်ကြီးလေးနဲ့ဘီးမော်တာလေးနဲ့တခါတည်းညှက်သွားတာဖြစ်တဲ့အတွက်အချိန်ကုန်နဲ့တက်တာစေပါတယ်ခင်ဗျာယခုလိုចောင်းဖွင့်ရသည်ဖြစ်တဲ့အတွက်စနေတင်လို့တွေလိုပိတ်ရက်တွေမှာចောင်းသားတွေရောအပြင်လူတွေရောစိုက်မှာပြုံနေတတ်ပါတယ်အဲ့လိုပြုံနေတဲ့အချိန်မှာတကောင်းကိုမိနစ်30အစိတ်လောက်ညှက်နေလို့ရှိရင်တိတ်လုံးမဖြစ်လို့ဒီနီးလေးကမြန်ဆန်နဲ့ပုံလဲကျသေးပါတယ်ခင်ဗျာចောင်းသားကေလို့ဆိုတဲ့နေရာမှာတချို့ကအရင်ခေတ်ကပူကျော်အောင်ဆန်းထားတဲ့ကရုံးပေါက်လိုပုံစံမျိုးကိုចောင်းသားကေလို့ခေါ်ပြီးတော့မြန်ဆန်ဆိုပြီးတော့အဲ့ဒီကေကိုထိုးတတ်ကြပါတယ်ဂိတ်ပြားတွေအပေါ်မှာအထူးကြီးတက်ပြီးတော့တခါတည်းထိုးချလိုက်တဲ့ပုံစံအသုံးများကြပါတယ်ဒါပေမဲ့အညက်ခံရတဲ့ကလေးတော်တော်များများကအဲ့လိုကရုံးပေါက်ပုံစံမျိုးတွေသိမကြိုက်ပါဘူးခင်ဗျာဒီလိုပုံစံမျိုးလေးတွေကြတော့သူတို့တွေဘေးခွဲလေးခွဲမယ်စပင်လေးထောင်ကျင်နဲ့ထောင်လို့ရတယ်ဘေးခွဲမခွဲဘူးဆိုလဲပုံလေးကြမှာဖြစ်တဲ့အတွက်တကယ်လို့များចောင်းမှာပွဲလန်းစပင်ပိုင်းရှိတဲ့ခါကျလို့ရှိရင်သူတို့ဂျယ်လေးပါလေးနဲ့လိမ့်ပြီးတော့ပုံကြလေးနေလို့ရပါတယ်ဆရာဆရာမတွေလည်းအမြင်မကပ်ပါဘူးခင်ဗျာဆရာဆရာမတွေကကျောင်းသားတွေကိုအတူညက်ခဲ့ဆိုတာကစပင်ရှည်ကြီးပုတ်တက်ကြီးတွေဖြစ်နေလို့အတူညက်ခိုင်းတာပါခင်ဗျာကရုံးပေါက်ကြီးထိုးခိုင်းတာမဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်တက်တန်းတစ်လျှောက်မှာကျောင်းသားကြီးဆိုရင်ဒီလိုပုံစံမျိုးလေးတွေနဲ့ခက်ဆင်ပုံစံမျိုးလေးတွေအများကြီးညက်ပါတယ်ကရုံးပေါက်ကြီးကိုကျွန်တော်တော်တော်လေးရှောင်ပြီးတော့ညက်ခဲ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်ညက်တဲ့နေရာတိုင်းမှာတော်တော်များများတွေကျွန်တော်ဒီလက်ရလေးကိုပို့ပြီးတော့ကြိုက်နှစ်သက်ကြပါတယ်ခင်ဗျာမိတ်ဆွေတို့ရောမိသူတို့ညက်တဲ့ချိန်မှာចောင်းသားကြီးဆိုရင်ဘယ်လိုပုံစံတွေညက်ကြပါလဲခင်ဗျာကွန်မန့်အောင်မှာဖြည့်ပေးခဲ့ကြပါဦးခင်ဗျာဘယ်နေရာမှာဘယ်လိုပဲညက်ပါအဓိကចောင်းသားနဲ့ចောင်းကလက်ခံနေဆိုရင်ပဲ
အဆင်ပြေပါတယ်ခင်ဗျာကျွန်တော်ရဲ့အယူဆတည်တံ့ကိုသာပြောတာဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်ကတော့တင်တန်းမှာဓာတ်ရိပ်နီးကိုအခြေခံနီးကနေအခြေခံကနေစပြီးစနစ်တကျတင် जा ပေးတယ်ဆိုတော့ညာလည်းပဲအောက်တို့ထွက်တဲ့အခါတိုင်းတော်တော်များများကိုတော့ဗိတ်ဓာတ်နဲ့ဒိန်းတွေအသုံးမပြုခိုင်းပါဘူးခင်ဗျာဘာလို့ဆိုရင်ကလေးတွေဓာတ်ပြတ်မှာဆိုလို့ပါအခုကြည့်နေတဲ့မိတ်ဆွေတို့ထဲမှာသပင်ညက်ဝါသနာပါတယ်သပင်ညက်တင်တန်းတက်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့တင်တန်းလေးကိုတောင်ကြီးမြို့မှာရှိတဲ့ Goran App Head Training School ကိုလာ join လို့ရပါတယ်ခင်ဗျာတင်တန်းမှာဂျာညက်နီးကိုချေယိုနီးကိုစန္ဒနီးကိုဘဘာနီးကိုအစုံတင် जा ပေးတာဖြစ်ပါတယ်တင် जा ပေးမဲ့ဆရာကသပင်ညက်လှုပ်သက်28နှစ်ကျော်တပည့်ပေါင်းထောင်နဲ့ရှိမွေးထုတ်ထားတဲ့တင်တန်းဆရာဖြစ်ပါတယ်အဲဒါကြောင့်စိတ်ချယုံကြည်စွာနဲ့သပင်ညက်ပညာရက်များကိုလာရောက်လေ့လာစီးပူးသင်ကြားနိုင်ပါတယ်ခင်ဗျာတင်တန်းမှာပတ်စင်တိုင်းအောက်တိုးထွက်ပြီးတော့သပင်ညက်လေးရှိပါတယ်တစ်ပတ်ထွက်လို့ရှိရင်အနည်းဆုံး5-6ခေါင်းကမပူမပင်ပဲညှက်ရတာဖြစ်တဲ့အတွက်လက်တွေ့များများညှက်ချင်တယ်ဆိုရင်တော့ကျွန်တော်တင်တန်းကိုလာရောက်ပြီး join နိုင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံပြီးတော့ရန်သူမျိုး5ပါးဓမ္မလည်းကင်းဝေးကြပါသည်ခင်ဗျာ